တရဏဂုံနေတဲ့သက်ရှိရုပ်ပေးပါဟုတ်ပြီလားတရဏဂုံဆိုတာဆင်းရဲပဲဖြောက်နိုင်တယ်ချမ်းသာဆောင်ယူပေးနိုင်တယ်ဖြစ်ပေါ်လာမဲ့ဘေးရန်ကိုကာစီနိုင်တယ်ပြုံးငနဲ့ဘေးကျုံဝုံငနဲ့လွတ်စေနိုင်တယ်လူမိစ္ဆာနမိစ္ဆာယံငါလည်းကင်းဝေးစေနိုင်တယ်ဘယ်နှချက်အဲ့ဒါဘယ်သူလုံးမရမယ်ဒီကုသိုလ်ဒီသာသနာအရေးအောက်နေလို့လုပ်ခွင့်ရဒါလေးတော့မှန်မှန်လုပ်ကြမှာညအေးရဝဲဘုရားရှိခိုးနော်စွမ်းနိုင်ရင်မနဲ့ဆွမ်းလားဟာမိမိတို့နေတိုင်းချက်မစားဘူးလားအင်းကဖေရဘာလို့ရမလဲဖေရကြတော့အကြီးကျယ်ပြင်းစင်ထားတယ်ဆွမ်းတော်လည်းမအောင်မကဘူးရေတော်လည်းမအောင်မကဘူးအဲ့လိုဟာတွေမှလည်းနဲလာတာလားများလာတာလားဖြစ်လာရင်တားမရဘူးနော်မပေါ့နဲ့ဒါဖြင့်ဖြစ်တိုင်းအကုန်ပါသလားဆိုတော့လွတ်တယ်လို့လွတ်ပါလေအဲ့လွတ်တဲ့ထဲကိုပါဖို့လိုတယ်မဖြစ်ဘူးလို့ပြောနိုင်ဘူးနော်တကယ်လို့များအဆိုးတွေများလို့မကောင်းကျိုးတွေပေါ်လာရင်ကိုယ့်လူကြီးဘယ်လိုလွတ်ဖို့လိုလဲအေးလွတ်တဲ့ထဲပါအောင်ကြိုးစားပါလို့